တငယ်ချင်းဘာဖြစ်နေရလဲမျက်နှာလည်းမကောင်းပါလား ဒီကွာဒီချိန်နေနဲ့လောက်ကလည်းထုတ်ခံလိုက်ရတယ်။ဘာဆက်လို့ရမလဲ။တီးကွာ Spirit, lead me where my trust is without borders. ဒါဆို ILO ရှိရလေ ILO ဆိုတာပါလေ ILO ဆိုတာက UAE မှာရှိတဲ့အလုပ်သမားတွေအတွက်ကို insurance တခုပဲတင်နေတဲ့အကြောင်းမင်းကြီးကြောင့်အလုပ်ထုတ်ခံရတဲ့ရှိတော့ basic salary ရဲ့60%ကို3လစတိုင် claim ဝင်ရှိတယ် claim ဆိုရင်တင်နေတဲ့ဒီလိုအချက်တွေကိုတည်ထားဖို့လိုအပ်မယ်နော်အကယ်၍တင်ကအလုပ်မှာကိုယ်တဘောကိုယ်ဆန္ဒအလျောက်အလုပ်ထွက်တာမျိုးတို့နောက်ပြီး company စည်းကမ်းတစ်ခုခုကိုတင်ပြီးချိုးဖောက်ပြီးတော့အလုပ်ထုတ်ခံရမျိုးဆိုရင် ILO ကလုံးဝမရဘူးเนาะနောက်တစ်ခုအနေနဲ့အစမ်းခန့်ကာလ6လပြည့်ပြီးသူဖြစ်ရမယ် ILO ကို12လစတိုင် subscription လုပ်သူဖြစ်ရမယ်ဒါဆိုရင် ILO ကတင်တွက်အမြင်နဲ့ရှိနေရနော်ကဲမင်းဖုန်းပေးငါ ILO ကို claim ပေးမယ်ကဲ short တို့ claim ပြီးပါပြီ claiming service အရန်ကောင်းသွားတော့အခါ are never closing, hearts are never broken, and time's forever frozen still. So you can keep me inside the pocket